သံဗုဒ္ဓဇန္တိမာလောကေတတ္တမဆုံဒတိတလောဓမ္မုတေတိဓမ္မောဝေတောသံဃောလူကနာတိဝိတောတတ္တမဆုံဒတိတလော84,000မြန်းမြောင်သာပွားသူတော်ကောင်းတရားတိဟုသောရောင်ကြီးဖြင့်ဤကြည်ချမ်းမြေ့စွာထသောသံဃောလူကနတိဝိတောသံဃာတော်ပေါင်းတိဟုသောចេတ္တာယဆုံးဝမ်းယုံချမ်းရန်အတ္တိလေးမူပါပေထသောသံဗုဒ္ဓဇာတိမဘုရားတိဟုသောတိရကုစัจ जा စကဝါနရယံတန်လက်ချွေယုံစံငွေကြီးသည်တမုဗ္ဗေတောအမောင်တကားတို့၏အချုပ်အလင်းတကားတို့၏အမောင်ဆိုးယုံမိုင်မဲအဝိဇ္ဇာတိဟုသောအမောင်ကဲကြီးကိုပန္နုတတပန္နုတတုတရားဒေသနာဉာဏ်ရောက်ဝါဖြင့်ကောင်းစွာထွန်းတော်အလင်းရောက်အောင်ပဲထုတ်တော်မူခဲ့ပါလိမ့်မည်။တံဗုဒ္ဓအမောင်ပဲခွင်းအလင်းကိုဆောင်တော်မူရသောမြတ်စွာဘုရားအားမေယမကံအမောင်ပဲခွင်းအလင်းကိုဆောင်လိုကြကုန်သောသားတော်သမီးတော်ဘုရားတပည့်တော်တို့သည်နမောဗုဒ္ဓအကုံတော်အောင်မြင်မြော်၍ယောသိမြတ်တို့မှညွတ်ကြ၍ရှိခိုးခြင်းသည်အတုဘဝတုစင်သက်မသွေဖြစ်ပါသေးတည်းမြတ်စွာဘုရားဖေယာမေတ္တာစွမ်းအားလေးလွှမ်းခြုံရအောင်လူနတ်ဗျမ္မာလတ္တဝါချမ်းသာကိုယ်စိတ်မြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လက်ငင်းချမ်းသာကြပါစေ30ရွာလတ္တဝါချမ်းသာကိုယ်စိတ်မြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လက်ငင်းချမ်းသာကြပါစေအာလုံးတတဝါဘေးရန်ကွာချမ်းသာကိုယ်စိတ်မြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လက်ငင်းချမ်းသာကြပါစေအန္တရာယ်ကင်းဘေးရန်ရှင်လက်ငင်းချမ်းသာကြပါစေကဲချမ်းသာသောအရိယာပုဂ္ဂိုလ်ယူပြီးတော့တရားနာကြမယ်တရားနှလုံးသွင်းကြမယ်တရားဓမ္မများကိုဘုန်းကြီးတို့အမြဲတမ်းပြောပြနေတဲ့အတိုင်းတရားနာတဲ့ဆိုတာဟာနာယုံနဲ့မပြီးပါပဲနဲ့နာတဲ့တရားသည်မိမိခန္ဓာကိုယ်ထဲကိုရောက်ဖို့မလိုအပ်ဘူးလားတရားအတိယူတယ်တရားနာတယ်ဆိုတာအတိလေးကိုလာယူတာပြင်သင့်တာလေးကိုပြင်မလို့ရှောင်သင့်တာရှောင်မယ်ဆောင်းသင့်တာဆောင်းမယ်နော်လောကမှာရှောင်ရမယ်တရားနဲ့ဆောင်ရမယ်တရားနှစ်ခုရှိတယ်မဟုတ်လားဘုရားမကြိုက်တရားမကြိုက်သံဃာမကြိုက်အရိယာသူတော်ကောင်းတွေမနစ်ဆိုင်သောအလုမှန်သမျှတွေကိုသူစရိုက်အလုတွေရှောင်ချရမှာပေါ့ဘုရားလည်းကြိုက်တယ်တရားလည်းကြိုက်သံဃာလည်းကြိုက်တယ်မိဘလည်းကြိုက်တယ်ဆွေမျိုးတွေလည်းသဘောတူတဲ့အလုကိုဆောင်ရမယ်ဟုတ်လားမကောင်းတာကိုကောင်းတာကိုဆင်းရဲကြမှာလားချမ်းသာကြမှာလားဒါကြောင့်မို့လို့ဘုရားရှင်ကလောကမှာ30ရွာရှိတယ်နော်ဘယ်နှရွာရှိတယ်အဲ့ဒီ30ရွာမှာအမှောင်ရွာရဲ့အလင်းရွာရဲ့လို့2မျိုးရှိပါတယ်ဒါဘယ်နှမျိုးရှိတယ်2ခုရှိတယ်နော်
အမောင်ရွာဆိုတာကအပယ်လေးပုံကိုဘယ်တော့မှကုသိုလ်ဆိုတဲ့အလင်းတက်ကလေးမရှိခြင်းကြောင့်အပယ်လေးပုံပါရွာလို့ခေါ်တယ်ကုသိုလ်ဆိုတဲ့အလင်းတက်ကလေးလုံးဝစိတ်သုံးနေလို့အပယ်လေးပုံကိုဘာလို့ခေါ်တယ်ဒါဆိုရင်ကာမတုဂ္ဂရိ9ဘုံနဲ့ဗြဟ္မ20ကိုကြတော့အလင်းရွာကုသိုလ်ကောင်းမှုတရားဒီဓမ္မဆိုတဲ့ကုသိုလ်အလင်းတက်ကလေးဒီခဏခဏတိကွင့်ကြားကွင့်ရကြချင်းကြောင့်ဘာရွာလို့ခေါ်တယ်ဘုန်းကြီးတို့တရားဓမ္မများဘဝဟာအဲ့ဒီရွာဒီမှာလှည့်လည်ပြီးမနေခဲ့ဘူးလားနေခဲ့တယ်ဟုတ်ပါပြီတဲ့ဒါဆိုရင်အမောင်ရွာကဘယ်နှခုလေးခုရည်တွက်ပါသူ့ကိုပါလေးပုံခေါ်တယ်ဒုက္ခတိလားဒုက္ခတိလားဒုက္ခတိလို့နော်မကောင်းသောသူတို့ရဲ့လာယဂတိနော်ကုသိုလ်ကောင်းမှုတရားမရှိတဲ့ပုဂ္ဂိုလ်များရဲ့နေရတဲ့နေရာကိုဘာဂတိတဲ့ဒုက္ခတိနော်ဟုတ်ပြီကာမတုဂ္ဂရိဘယ်နှပုံရှိတယ်ကာမတုဂ္ဂရိဘယ်နှပုံ9ပုံရှိတယ်ရည်တွက်ပြပါတစ်ခုစီရွေးပါတစ်ခုစီတစ်ခုစီလူရဲ့စတုမာတဲ့အဲ့ဒါကြတော့မရွေတတ်ကြဘူးအရောက်ပေါက်နေတာဘူးဟုတ်လားအရောက်ပေါက်နေလို့ကာမတုဂ္ဂရိဘုံကြတော့လူရဲ့ဒီလောက်တည်းဖြစ်နော်အေးအပယ်လေးပုံကြတော့တွတ်ကိုရှာသွက်အောင်ရောက်နေကြနေရဆိုတော့အဲ့ဒါလို့ပေါ့ကိုကအသွားလာရှင်းရှင်းခတ်နေတာဟုတ်လားအဲ့တော့ဘုန်းကြီးတို့တရားဓမ္မတွေကာမတုဂ္ဂရိ9ဘုံအရောက်ပေါက်မရှိခဲ့ဘူးလားရှိခဲ့ပါတယ်ဗြဟ္မ20မခိုင်တော့ပါဘူးမိုးလင်းသွားလိမ့်မယ်နော်အဲ့တော့ဘုန်းကြီးတို့တရားဓမ္မများ30တရွာနော်ဘုန်းကြီးတို့ရောတရားဓမ္မများရောသန္တရာလဆန်းတဲ့ကအဲ့ဒီ30တရွာကိုမလဲနေရဘူးလားလက်ပတ်နေရတာယထာပင်ကြီးလဲသလိုပေါ့နော်30ပုံကရွမြုံ၌မြူကုံပြောပါဝေနေများတို့နုထွားစင်စဉ်ငယ်စဉ်ခက်ကပြေဖြိုးအတရေတိုး၍ဝမျိုးဆင်နွယ်အသွဲသွဲနဲ့ရှဲလဲမွမ်းမှန်နတ်တာကြံလည်းရဲ့ဟန္တပပမမကြပဲဝတိဖြိုးသည်နုပြိုသည်ဟုရုပ်ရည်ဆွဲပြုပြောရွှင်မှုနဲ့အတုအမြိုင်တမ်းမနိုင်တတဝတရားဟောဒီရုပ်ကောင်ကြီးကိုအတိကဆောင်ပြီးတော့30ကိုမလဲနေရဘူးလားလဲနေချရတယ်တဲ့မဂ္ဂတိဝါကဒီလိုမိတ်ရှိထားတယ်နော်အဲ့တော့ဘုန်းကြီးတို့တရားဓမ္မပေါင်းတော်ကောင်းများ30ပုံကိုဘာလို့များလဲနေကြရပါလိမ့်မလဲလို့ကိုယ့်ကိုစဉ်းစားတဲ့ခဏလေးမှာဒီနေ့တို့ဘုရားဘာသာသူတော်ဆင်များအထက်တန်းကြမျက်နှာပါလားကြင်ကြံပွားများအားထုတ်နေတဲ့ဘာတို့ဝိပဿနာဓိဟုသောစွမ်းအားဘယ်မှာမကိန်းလို့အဲ့ဒီဝိပဿနာဉာဏ်မှမဲ့ဉာဏ်ဖိုလ်ဉာဏ်မကိန်းခဲ့ခြင်းကြောင့်တန်တရာကြီးဘာဖြစ်နေတယ်တဏှာလား31ဌာနလားကြည်စမ်း31ပုံကျင်လဲကြတဲ့ဘုန်းကြီးတို့တရားဓမ္မအများဘဝခန္ဓာကိုယ်ကြီးသည်ရှမ်းချမ်းတာတာလားမီးလောင်နေတာလားမီးကဘယ်နှပါးလောင်နေတယ်တစ်သီးတော်မီးတို့ကလောင်ကျွမ်းနေတယ်အဲ့ဒီမီးကကဘာမီးချက်ပြင်းထန်တယ်နော်မန္တလေးမြို့ရတနာဘုံဈေးမီးလောင်တာထက်ပြင်းထန်တယ်
ဒီမီးလောင်ရင်စီးပွားရေးပြန်လုပ်ရင်အဆင်ပြေလာသေးတယ်နော်ဟိုမီးကကိလေသာမီးကတကဘာမီးလောင်နောက်ကပါဆက်ခံရတယ်နော်ဒါကြောင့်မို့လို့ဘုရားကကဘာမီးတဲ့ပူတဲ့ပြင်းထန်ပဲမီးတွေလဲညံနဲ့ဝေပန်းကိလေသာမီးထိန်ကြီးဝေလျံဘဝတိုင်းမဆိုင်လောင်နေပြန်ဘဝတိုင်းမလောင်နေရဘူးလားလောင်ကျွမ်းပြီးတော့လာခဲ့ရတာတည်ခဲ့ရတာအသေးဒီမထက်ခဲ့ဘူးလားအယိုးတွေတောင်းလို့မပုံခဲ့ဘူးလားဘုရားတဆူချမ်းနဲ့တဆူချမ်းမှအမေသေးလို့အဖေသေးလို့ညီကိုမောင်နှမဇနီးမယားသမီးသားလင်းသားအရာသေးကြီးပစ္စည်းလို့ငိုခဲ့တဲ့မြေကြီးကိုစူးစီးထားမယ်ဆိုရင်သမုဒ္ဒရာ၄စင်းမှရှိတဲ့ရေထက်များပြားခဲ့ပြီတဲ့လောကကြီးကျသိထတာသိကောင်းတယ်နော်ဘာလို့များဒီလိုမြေပေါက်ကြီးငယ်ကြပြီးနေခဲ့ရသလဲလို့မေးလိုက်ရင်ပြန်ပြောပါဦးဘာမကိန်းခဲ့လို့တရားမကိန်းလို့နော်ဘာမကိန်းလို့ဘယ်မှာမကိန်းလဲဒါကြောင့်မို့လို့ဘုန်းကြီးတို့တရားဓမ္မတွေယခုလိုအချိန်ကောင်းဘဝကောင်းကာလကောင်းလေးမှာဝိမု ക്തി ယုဂခက်တကြော့ပြန်ပရမတ္တံကြာရပြန်ဆိုသလိုဝိမု ക്തി ယုဂခက်တကြော့ပြန်လာတဲ့အချိန်မှာဝိပဿနာခက်ချိန်မှာဝိပဿနာစွမ်းအားလေးမှမပြေဝခဲ့ဘူးဆိုရင်အချိန်မရှိတော့ဘူးသာသနာကြီးကဆုပ်ယုတ်လာပါပြီမဆုပ်ယုတ်လာဘူးလားဆုပ်တယ်ဆိုယဟန်တန်ဃာတွေပျောက်သွားခြင်းကိုဆိုလိုသည်မဟုတ်သီလသမာဓိပညာကျင့်ကြံပွားများအားထုတ်တဲ့ပုဂ္ဂိုလ်တွေနည်းလာတယ်အရိယာအဖြစ်နည်းလာလို့သာသနာဆုပ်ယုတ်လာတယ်လို့ဆိုပါတယ်ဘာအဖြစ်နည်းလာလဲသို့တော့ဒီတစ်ချိန်မှာတော့ထူးထူးခြားခြားဖြစ်လာအောင်မယ်ဘာကြောင့်လဲဆိုရင်ခက်ကြီး၅ခက်ရှိတယ်မို့လားဝိမု ക്തി ယုဂခေရဲ့သမထယုဂခေရဲ့သီလယုဂခေရဲ့သုဒ္ဓယုဂခေရဲ့ဒါနယုဂခေခက်ကြီးပဲနဲ့ခက်ရှိတစ်ခက်ကို900လီ2500လွန်ခဲ့ပြီပထမသာသနာ9000ကိုနှစ်ဝက်ခွဲလိုက်တဲ့အခါ2500ကုန်ခဲ့ပြီဒုတိယ2500ပြန်ပြီးမဆက်လာဘူးလားဘယ်ခက်ကပြန်စလာလဲဝိမု ക്തി ယုဂခက်ကပြန်စလာတယ်ဝိမု ക്തി ယုဂခက်ဆိုတာအရိယာတွေပေါ်ပေါက်လာတော့ခက်နားလဲတယ်နော်ဒီချိန်မှာတရားအထုတ်ရင်သောတာပန်တွေဖြစ်နေတယ်သရဂံတွေဖြစ်နေတယ်အနာဂါယဟန္တာတွေဖြစ်နေတယ်ဒီချိန်ပြောတာနော်ဘုရားရှင်လက်ထက်နဲ့တစ်ထပ်တည်းဖြစ်နေတယ်သို့တော့ဆရာကောင်းသမကောင်းတော့လိုအပ်တယ်နားလဲတယ်နော်ဆရာကောင်းသမကောင်းလုပ်တဲ့ပုဂ္ဂိုလ်ကတကယ့်ကိုကာကနနကြာကြာနတ်မိမိကိုယ်တိုင်ကခရီးရောက်ထားပြီးတော့ခရီးရောက်စေလို့တဲ့စိတ်စေတနာသရတရားပြည့်ဝစားပြည့်ညွန်ပြနိုင်သောပုဂ္ဂိုလ်များနဲ့တွေ့ပြီဆိုရင်ဘုန်းတို့တရားဓမ္မများအတွက်ကဲတန်တဲ့ဘက်ကိုလှမ်းမတက်နိုင်ဘူးလားသာသနာတစ်ချောင်းလုံးဘာတကားကြီးပိတ်သွားနိုင်တယ်ဘုန်းကြီးတို့တရားဟောတရားပြတာအပေတကားပိတ်စီလို့တဲ့တခုတည်းဖြင့်ဘုန်းကြီးတို့တရားဟောတာတရားပြနော်ဘုန်းကြီးတို့တရားဟောတရားစခန်းလေးမှာသောတာပန်ဒီလောက်အဆင့်လောက်ပဲဘုန်းကြီးဟောတယ်သောတာပန်အဆင့်လောက်ဒီလောက်ပဲဘုန်းကြီးဟောလေးရှိတယ်တဂရကအနာဂါယဟန္တာဘုန်းကြီးမဟောဘူးဟောစီရမလိုအပ်ဘူးနားလည်ပြီနော်သောတာပတ္တိမဉ္ဇဉ်ဘုံညာရရင်တဂရကံကအလူလူအော်တိုမက်တစ်ပါဖြစ်လာတယ်တိုးတက်သွားမှာပဲနော်အရှိခံဖောင်ဒေးရှင်းတာခိုင်ခန့်ဖို့လိုတယ်မျိုးစေ့ရှိရင်အပင်ပေါင်းမှာပါမျိုးစေ့ရှိရင်အရိယာမျိုးစေ့နှလုံးအိမ်ထဲမှာကင်းရင်သောတာပန်ဖြစ်သဂရကံတို့အနာဂါယန္တာတို့ကအလိုလိုသူ့အရှိနဲ့သူတိုးတက်ဖြစ်သွားမှာပဲနားလဲတယ်နော်ဓမ္မတဖို့ရက်တို့နဲ့ရရလိုလားသူတော်များတို့တဲ့ဓမ္မတဖို့တရားကိုမရအရဘာလို့သိတဲ့ကြိုးစားတဲ့အာထုတ်တဲ့ပွားများတဲ့ဘဝကောင်းကာလကောင်းအချိန်ကောင်းပါနားလည်ပြီနော်အသိပညာရှိတဲ့ပုဂ္ဂိုလ်တိုင်းတနည်းအားဖြင့်သူတော်ကောင်းဓာတ်ကလေးတွေပညာအမျိုးမျိုးရှိကြီးမားသောပုဂ္ဂိုလ်တိုင်းကဘယ်အာယုံကို
ပြင့်သင့်တဲ့တရားအာယုနော်ဘုန်းတော်မြန်မာနိုင်ငံကြီးကသာသနာတော်ထွန်းကားနေတယ်နေရာတိုင်းမှာသံဃာတော်တွေကြွသွားလို့ရှိရင်လက်ကိုရှိပြီးရှိကိုတတ်ကြတယ်အနောက်နိုင်ငံတွေကြအဲ့ဒါလို့မဟုတ်ဘူးဘုန်းကြီးကိုဘုန်းကြီးမှမသိဘူးဘုန်းတော်2004ခုနှစ်ကဆွစ်ဇာလန်ရောက်သွားတယ်ဆွစ်ဇာလန်ရောက်သွားတော့စူရီမှာတဲတယ်ဂျီဒီမှာတဲတယ်အဲ့ဒီကတာမတ်ကြီးအဲ့ဒီ6ထားလို့အဲ့ဒီမှာတိမ်ပြီးတိမ်ပွင့်တရားပြ7ရက်နေခဲ့တယ်အဲ့ဒီကဂျီနီဘာကနေပြီးတော့ဇူရီကိုဘုန်းတော်ကြီးစံရထားနဲ့သွားကြတယ်အတိတ်ကြုံလေးပြောမလို့နော်အဲ့တော့အသက်20ကျော်လောက်ရှိတဲ့အမျိုးသမီးလေးတစ်ယောက်ကဘုန်းကြီးနဲ့ခတ်ဆောင်းလေးခုံ2ခုံကျော်လောက်မှသူထိုင်တယ်ဘုန်းကြီးကလည်းကိုဟာကိုပဲကိုတရားလေးမှတ်ပဲသင်္ကန်းလေးယုံပဲအနာကတပိတ်ကလေးတစ်ချောင်းဒီရက်တောင်နဲ့ပေါ့လေဘုရားပဲသွားတာရက်တောင်တစ်ချောင်းတပိတ်တစ်လုံးကတော့တန်းစီပါတာပဲကိုတငယ်ချင်းတွေကတော့ကိုတော့ရက်တောင်ကြီးထီရောတပိတ်ကြီးထားခဲ့ပါအဲ့ဒါဟာငယ်မွေးချံပါလို့ပြောတယ်ဟုတ်လားဘုန်းကြီးကငယ်သူတို့ဟိုတယ်တွေမှာဆွန့်ကတ်ကြတယ်ဘုရားကိုတပိတ်လေးနဲ့ကိုလက်နဲ့ပဲဖုံးပေးတယ်သူဇွန်းနဲ့မဖုံးဘူးဒါအမေပေးခဲ့တဲ့တက်ကလေးဘုရားအလိုတော်ကြလေးဒါကိုအသုံးပြုရတယ်နော်လူရင်းပြောကြတော့အဲ့ဒီမျိုးတွေခဏခဏဟိုကကြည့်ဒီကကြည့်နောက်တော့အဝေးကကြည့်လို့မရအနီးကတ်လာခဏနေရောက်လာတယ်ရှေ့ကုံလာထိုင်တယ်ကိုယ့်ရဲ့တပည့်လေးကပ္ပိယအနာထိုင်အဲ့တော့သူဘာပြောလဲဆိုတော့ခင်ဗျာကျုပ်ခဏကြည့်ပေးပါဟာဒုက္ခပဲဘုရားလည်းမျက်လွှာလေးရှာနေတတ်တဲ့ဝါဒနာရှိတော့ခေါင်းလေးခါလိုက်တယ်ခင်ဗျားကိုကျွန်တော်စိတ်ဝင်စားလို့ပါအဲ့ဒါအနာကကပ္ပိယပြောတယ်ဟေ့ကောင်ပြန်ပြောလိုက်ကွာသူပြောတာကောနည်းနည်းနားလဲတယ်ကိုပြန်မပြောပြန်ပြောချော်ကြပြန်ပြောလိုက်ဘုန်းကြီးကိုစိတ်မဝင်စားရဘူးခင်ဗျားဘာလူမျိုးလဲတဲ့မြန်မာလူမျိုးအော်မြန်မာလူမျိုးဟာဒီလိုဝတ်ထလားဟုတ်ဘူးလို့ကျုပ်ကဘုန်းကြီးအော်ဘုန်းကြီးခင်ဗျားအိမ်ထောင်ရှိသလားတဲ့ဟာလုံးပြန်ဘုန်းကြီးကိုအိမ်ထောင်ရှိသလားလုံးတယ်မရှိဘူးနော်လို့ပြောတယ်ဩလူရိုကြီးပေါ့တဲ့တော်ခွာကြတာနော်ဟုတ်ပါလားကျုပ်လူရိုကြီးဒီသက်ဒီရွယ်တွေဘာလုပ်နေတာလဲတဲ့အိမ်ထောင်မပြုတ်ပဲဖြေရသိခက်တော့ကဲတို့တရားဓမ္မတွေဖြေလိုက်ပါဗျာဟမ်ဘာလို့အိမ်ထောင်မပြုတ်ရလဲတရားလူကျင်လို့ပါသာသနာပြုကျင်လို့မဟုတ်သေးဘူးဟောရည်ရွယ်ချက်ကသာသနာတဲကိုဝင်ရောက်လာတရားလူကျင်တဲ့စိတ်တစ်ခုတည်းဖြင့်ဘုန်းကြီးသာသနာတဲရောက်လာတရားလူကျင်တဲ့တစ်ခုတည်းပဲရှိရည်ရွယ်ချက်ယခုလိုတရားဟောတတ်တာလိမ့်မယ်ကိုမထင်ခဲ့ဘူးဘုရားတောမှာပြောတဲ့ဉာဏ်ရင်တောမှာပဲကြိုက်တယ်အခုလူတွေကဟိုကဆွဲဒီကဆွဲခေါ်ဒီကဆွဲခေါ်တဲ့မြို့ကြီးပြာကြီးရောက်လာလူကစိတ်ကလူသားမျိုးတဲ့ရောက်တယ်စိတ်ကတောကျတောင်ကြားရောက်တယ်တို့ရင်ပြောကြသူအဲ့ဒါပြောတဲ့ဘုန်းကြီးကိုစိတ်ဝင်စားရဘူးအဲ့ဒါနဲ့ဟိကောင်ငါသူနဲ့စကားမပြောတော့ဘူးပါမင်းဆက်ပြောလိုက်တော့နောက်တစ်ခုသွားထိုင်လူရင်ပြောကြပါတော့အတိမရှိတဲ့စကားလုံးပြောတာပါတုတ္တမရှိတဲ့စကားလုံးနဲ့ပြောတာပါနော်အတွေးခေါ်ဆိုတဲ့နေရာမှာဘုန်းကြီးတို့တရားဓမ္မတွေလူတိုင်းဟာတို့မြန်မာနိုင်ငံဗုဒ္ဓဘာသာတွေဆိုတော့ယဟန်တန်ဃာတော်များကိုအမြဲတမ်းတွေ့ထိနေရတယ်မဟုတ်လားဒါရမ်းပဲလို့သိတတ်ကြတယ်နော်ဟိုနိုင်ငံလူတွေသိသလားမသိတဲ့ပုဂ္ဂိုလ်က85%လောက်ရှိကြတယ်နော်အတေးခေါ်လေးဟာသူတော်ကောင်းတွေအတေးခေါ်ရောက်ရဲ့လားသူ့ရဲ့မျက်လုံးအိမ်ထဲမှာဘာအတေးခေါ်ဖြစ်နေတယ်အဲ့ဒီအာယုံပေါ့ဘယ်အာယုံနဲ့အဲ့ဒီအာယုံသူမပြောနဲ့နော်အဲ့တော့စိတ်ဆိုတာတရားဓမ္မတွေလောကမှာသူတော်ကောင်းတို့ရဲ့စိတ်နေစိတ်ထားသူတော်ကောင်းကြီးများရဲ့စိတ်စင်တက်ကလေးကိုခက်တခဏဖြစ်စီဝင်ပြီးတော့မကြည့်သေးတဲ့မြတ်ကာလပတ်လို့လောကကြီးဟာဘာကြနေတာအမှောင်ဘာကြနေလဲအဲ့ဒီအမှောင်ကိုဘုန်းကြီးတို့တရားဓမ္မများလင်းအောင်လုပ်ဖို့လွယ်ပါမလားဘယ်သူအဆုံးမှရှိတယ်
မြတ်စွာဘုရားဆုံးမအပ်တော်တရားမှတပါမရှိပါဘူးနော်အဲ့ဒီတော့လူတိုင်းဟာဘုန်းကြီးတို့ဒီနိုင်ငံကြီးကမြန်မာနိုင်ငံကြီးဟာသာသနာတော်ကြီးနေအောင်လာရောက်ထွန်းပြောင်းပြီးနေချင်းကြောင်းကဲဘာအသိလေးတွေအမြဲတမ်းသိခွင့်ရနေတယ်ဒီတဲ့နည်းနည်းချဲပြောရင်ဘာသာရေးအသိဘာသိတယ်အဲ့ဒီဘာသာရေးရှိခွင့်မျက်လုံးလေးမှနောက်ဘာအသိဖြစ်လာတယ်တရားအသိဟုတ်တယ်နော်အဲ့ဒီတရားအသိကလေးကိုထည့်ပြီးတော့မှခန္ဓာရဲ့ဖြစ်စဉ်ကလေးကိုကြည်တတ်လာကြတယ်နော်ရုပ်ပိုင်းဆိုင်တာကိုသိတတ်လာတယ်နာမ်ပိုင်းဆိုင်ရာသိတတ်လာတယ်ရုပ်နာဆိုတာကဒီမျက်စိနဲ့ကြည့်လို့မမြင်ဘူးလေမာနဲ့ကြည့်မှမြင်တယ်ဉာဏ်မျက်လုံးပရမတ်မျက်လုံးနဲ့တက်ပြီးကြည့်မှခန္ဓာကိုယ်ထိုးဖောက်ပြီးကြည့်မှရုပ်ဓာတ်နံဓာတ်ပရမတ်သဘောကိုလှမ်းပြီးတော့တွေးထိနိုင်တယ်အဲ့ဒီအသိစွမ်းအားလေးကဒါအထက်တန်းကျသွားတဲ့အသိနော်ဗုဒ္ဓဘာသာထဲမှာအထက်တန်းကျတဲ့အသိအဲ့ဒီအထက်တန်းကျတဲ့ဝိပဿနာတိပရမတ်အသိပရမတ်အသိနယ်ပယ်ကိုရောက်ရှိလာကြတဲ့ပုဂ္ဂိုလ်တိုင်းဟာဘသူအဆုံးမနဲ့မွေးပြော်တတ်ကြတယ်မွေးပြော်တတ်ကြတယ်နော်ကဲဘုန်းကြီးတို့ဒီနေ့ဟောခြင်းတဲ့စကားလုံးလေးကိုအာယုံလေးယူကြမယ်ဘုရားရှင်လက်ထက်ကမြတ်စွာဘုရားရှင်ဟာရှစ်ဝါရသတင်းသုံးတော်မူတဲ့တန်တုမာရဂီရိမြို့မှာဘုရားကြွချီသွားပါတယ်တန်တုမာရဂီရိဆိုတာဒီနေ့ကြောက်ပုံကြီးရှိကြောက်ဖြာကြီးအခြေကြီးပဲဒီကြောင်ကောင်ကြီးတစ်ကောင်အိတ်နေတယ်လို့ပဲသူတုမာရဂီရိလို့လည်းခေါ်တယ်အဲ့ဒီတောင်လေးမှာဟိုတုန်းကတော့တောကြီးရှိမှာပေါ့စာပေကျမ်းဂန်မှာတော့တောကြီးတို့ပါတယ်ဒီနေ့ကတော့ဘုန်းကြီးတို့2000ခုနှစ်ကအိန္ဒိယနဲ့ရောက်သွားတဲ့အခါဘုန်းကြီး3လတည်းနဲ့အဲ့ဒီမှာနေခဲ့တယ်အဲ့ဒီမှာသွားပြီးတော့လေးလာခွင့်ရခဲ့တယ်တန်တုမာရဂီရိမှာမြတ်စွာဘုရားတရင်သုံးနေတဲ့အချိန်နကုလမာတာနကုလပိတာဆိုတဲ့ဇနီးမောင်နှံနှစ်ယောက်ကဘုရားရှင်ထံတော်ဘာကိုရောက်ရှိလာတယ်တယောက်နဲ့တယောက်သိချက်ခင်ကြအလွန်တယောက်အလိုတယောက်လိုက်တတ်ကြအလိုက်တီးတီးဖြင့်အမြဲတမ်းနေလေးရှိတယ်စကားများရန်တွေ့တယ်ဆိုတာတို့ဇနီးမောင်နှံမရှိဘူးတဲ့နော်တာသမီတွေလည်းများများရှိတယ်အဲ့တော့ဘုရားရှင်လာတွေ့တဲ့အချိန်မှာဘုရားရှင်ကိုလည်းတွေ့လိုက်ရောသူတို့ရဲ့စိတ်ထဲမှာသားသမီးနဲ့ပြန်တွေ့တယ်လို့ခံစားရတယ်တဲ့ဒါဟာအတိတ်ကံတရားဘာတရားလဲဘုရားရှင်တွေ့ရင်ကိုယ်သားတယောက်နဲ့အလွန်နှစ်ပေါင်း340လောက်ဝေးကွာကွယ်ကွင်းနေတဲ့သားနဲ့ပြန်ဆုံတွေ့ရတယ်လို့ရှေးပမိုးတော်ဖဲပြီးတော့သားဘုရားဘာလို့အမေတို့အဖေတို့ပြစ်ပြီးတော့အဝေးကြီးသွားနေရတာတော့လေမယားနှစ်ယောက်ဟာရှေးပမိုးဖဲအာရနှုတ်ဆက်တယ်ပုထုဇဉ်ယဟန်တော်တွေကမျက်စိလဲကုန်ကြဘုရားကလည်းငြိမ့်နေတယ်ဟာတို့မြတ်စွာဘုရားမှာအမေဖေသောရဏမီးနဲ့မေတော်မာယာလို့ပဲရှိတယ်မိတို့တော်ဂေါတိမျိုးရှိတယ်အခုဒီမှာလဲတယောက်ဘယ်လိုဖြစ်တာလဲဘုရားကအတိတ်ကြောင်းပြန်ပြောင်းပြီးပြောပြတယ်ရှစ်သားတို့တန်တရားမပေါ်ချနဲ့ဟောဒီနကုလမာတာနဲ့နကုလမီပိတာငါရဲ့လွန်လင်းပြီးတော့ဘဝနုစဉ်တုန်းကအမေနဲ့အဖေဖြစ်ဘဝအပေါင်း900တိုင်ဖြစ်ခဲ့ပြီးပြီကြီးတော်အဖြစ်နဲ့ဘဝအပေါင်း900အတော်ဖြစ်နဲ့အတော်ဦးလေးဦးကြီးဖြင့်ဘဝပေါင်း900အဖိုးဖွားဖြစ်နဲ့ဘဝ900ကိုယ့်ရဲ့ညီညမဖြစ်နဲ့ဘဝပေါင်း900ကျင့်ပါများတော့ဘဝပေါင်းအမြောက်အများတော်ခဲ့ခြင်းကြောင့်အတိတ်ကံတရားလေးတွေပြန်လဲပြီးစုံစည်းတဲ့အခါကာလမှာဒီလိုစိတ်ကလေးတွေပေါ်ပေါက်ကြတာပဲကွယ်တို့လို့အကြောင်းကိုပြောပြတယ်နော်လူရင်းလေးပြောကြအဲ့ဒီလိုနဲ့နကုလမာတာနဲ့နကုလပိတာတို့သည်ဘုရားရှင်နဲ့ခဏခဏတွေ့ထိခွင့်ရဘုရားရှင်အဆုံးအမတရားတွေနာဂမှတ်သားခွင့်ရတဲ့နေရာမှာဥစွာပထမနကုလမာတာသည်တရားအသိကိုကြိုတင်ရခဲ့ပါတယ်နကုလမာတာသည်ကြိုတင်ပြီးအရိယာသူတော်ကောင်းအမျိုးသမီးဘဝကိုရရှိသွားတဲ့အခါမှာတနေ့နကုလပါတာတခါကြီးကနေမကောင်းဖြစ်လာနေမကောင်းဖြစ်တော့ဩနကုလမာတာဘ
တင်အရွယ်ကလည်းကောင်းသေးတယ်ငါဒီလုံသွားရင်နောက်ထပ်အိမ်ထောင်ယူအောင်မယ်နော်အတွေးခေါ်တယ်နော်လူဆိုတာဘုန်းကြီးတို့တရားဓမ္မတွေကျမ်းမာတဲ့အခါသိပြီးတော့အတွေးခေါ်မရှိကြဘူးနေမကောင်းမြဖြစ်ပြီဆိုရင်ကောင်းတာရောမကောင်းတာရောမတွေးခေါ်ဘူးလားပုထုဇဉ်တဘာဝနော်နကုလမာတာကအမောင်းနကုလပိတာဒီအတွေးခေါ်တယ်မတွေးခေါ်ပါနဲ့ဖယားကဲ့ရဲ့တဲ့စကလုံးကိုတင်မပြောဆိုပါနဲ့ဒီနေ့ငါကျမ်းမာစဉ်လုံးကတို့เจ้าကိုတနေ့ကို2ခေါက်ရောက်နိုင်တယ်တကယ်လို့ငါဒီလုံသွားလို့ရှိရင်နင်ဟောဒီတာသမီးဒီ16ရောက်အတွက်ပြည့်စုံရလို့เจ้าကိုရောက်နိုင်မှာမဟုတ်တော့ဘူးနော်ပြန်ပြောတဲ့အခါအမျိုးသမီးလုပ်တဲ့ပုဂ္ဂိုလ်ကနကုလပိတာတင်ဒီစကားကိုမသုံးပါနဲ့ဘုရားအလိုမရှိဘူးတင်ရှိတဲ့အခါ2ခေါက်ရောက်ရင်ငါလေတင်မရှိလို့ရှိ3ခေါက်ရောက်နိုင်အောင်ငါသွားနိုင်ပါတယ်။ဩငါရှိတဲ့အခါသာသမီတွေကိုလိုလေသိမကြည့်ပြုသူစောင့်ရှောက်နိုင်တယ်။ငါမရှိရင်သင်ဟာစောင့်ရှောက်နိုင်မှာမဟုတ်တော့ဘူး။မြေလေးကြားပြီးစကားတွေပြောတယ်။မရလို့တဲ့ပုဂ္ဂိုလ်ကအမောင်နကုလပိတာဒီလိုအတွေးခေါ်တွေကိုဘုရားစာရှိသောအရိယာသူတော်ကောင်းများကဲ့ရဲ့ချုံချပါတယ်။သင်ဒီအတွေးခေါ်တွေကိုကိုလည်းမသုံးပါနောင်လည်းမသုံးပါနဲ့။ငါသည်ဘုရားရှိဆုံးမတရားကိုတည်တတ်သောတည်ရှိထားသောအမျိုးသမီးမြောက်များစွာထဲမှာတဝုပါဝင်ဖြစ်ပါပေတယ်ငါစကားကိုသင်အမယုံမရှိပါနဲ့ငါပြောတဲ့စကားလုံးဖြင့်ငါတက်တည်ပြုပါမယ်ဆိုပြီးတော့ကျွန်ုပ်ဒီသင်ကိုပြောခဲ့တဲ့စကားလုံးတွေမှန်ကန်ပါ၏မှန်ကန်သောသစ္စာစကားကြောင့်နကုလပိတာသည်ရှင်းရှင်းမကြမ်းမာတဲ့ယောဂဝေဒနာထမြောက်ပြီးတော့ရှင်းရှင်းထားနိုင်ပါစေဘုရားရှိတဲ့နေရာကိုလက်အုပ်ချီပြီးတော့သစ္စာပြလိုက်တဲ့အခါမှာနကုလပိတာရှင်းရှင်းထားထိုင်တယ်သစ္စာသစ္စေနာမိသမောနတိဧတာမိသစ္စာပါနိုင်ပြီတဲ့နော်လောကမှာသစ္စာတရားဆိုတာတရားဓမ္မတွေမထိရောက်ဘူးလားသစ္စာစကားနဲ့သစ္စာတရားဟာလောကမှာတန်ဖိုးအကြီးဆုံးပါနားလဲတယ်နော်အဲ့ဒီတော့နကုလပိတာကြီးထားထိုင်လို့ကျမ်းမာတာတွေ့ရတော့နကုလပိတာငါပြောတဲ့စကားလုံးကိုသင်မယုံပါကဘုရားရှင်တရင်သုံးတော်မူနေတဲ့နေရာကိုသင်အရောက်သွားပြီးတော့မေးပါလေလို့ဆိုတော့သွားမေးတဲ့ဘုရားရှင်ကကံကောင်းတဲ့နကုလပိတာသင်အမျိုးသမီးကောင်းကိုရတတ်ပါပြီစွာမိကောင်းဆွေကောင်းကြီးသင်ရတတ်ပါပြီစွာအမေနဲ့တူသောမယားကိုသင်ရထားတာအမေနဲ့တူတဲ့မိန်းမညမနဲ့တူတဲ့မိန်းမစသည်အဖြစ်မျိုးသမီး9မျိုးရှိတယ်နော်သင်ကံကောင်းတယ်လို့ဘုရားရှင်ကတရားတွေလူရင်းပြောကြသူနောက်ဆုံးစကလုံးလေးတစ်လုံးတပည့်တော်ကျမ်းမာကြီးလည်းမကောင်းတော့ဘူးဘုရားနောက်တော့ရှင်ဘုရားနဲ့ခဏခဏရောက်ဖို့ဆိုတာလဲအားနေလာလိမ့်မယ်တပည့်တော်သာဘုရားတပည့်တော်တရားလေးအပတရားဟောတော်မူပါလို့ပြောလိုက်တဲ့အခါမှာဘုရားကတကားကြီးတဲ့ဒါဆိုရင်သင်ဟာတရားတွေနဲ့မွေးပျော်နိုင်အောင်ကြိုးစားပါကုသိုလ်ကောင်းမှုတရားတို့ရဲ့မွေးပျော်နိုင်တဲ့ပုဂ္ဂိုလ်ဟာကိုယ်သာနာ၍စိတ်မနာဘူးဆိုတာလေးစိတ်တိုင်စိတ်ထဲမှာဆွဲဆွဲမြဲမြဲမှတ်လိုက်ပါဘာနာ၍ဘာမနာစီနဲ့စကလုံးတစ်လုံးလေးကိုနားထောင်လိုက်ရတဲ့အခါမှာနကုလပိတာစိတ်ထဲမှာဆွဲသွားချတာဟာငါသားဖယားဟောလိုက်ပြီကိုယ်သာနာ၍စိတ်မနာစီနဲ့တဲ့သဘောတည်ကြပြီးတော့ကြောပြီးဘုရားရှင်ကြောပြီးပြန်လာခဲ့ရှင်သာရိပုတ္တရာထံရောက်မျက်နှာလေးရွှင်ပြီးတော့ရှင်သာရိပုတ္တရာထံရောက်တော့ရှင်သာရိပုတ္တရာလှမ်းပြီးခရီးဥကျိုးဆိုစကားပြောတယ်ဟာဘုရားခမဲတော်ကြီးစိတ်တွေရှင်လန်းလာကြီးလားနေများကောင်းရဲ့လားသားဘုရားထံကတရားဓုတွေနာလာရပြီထင်တယ်ဟာရှင်ဘုရားရဲ့ဘယ်ပြောကောင်းမှာတော့တပည့်တော်သားကလေတရားဟောလိုက်တာဘုရားပြောစမ်းပါဦးတကားကြီးရဲ့ဘာတရားတွေဟောလိုက်တယ်လဲဆက်ပြီးတော့ရှင်ဘုရားထံမှာတော့ဆက်နာခြင်းသေးတယ်လေလူရင်းကတော့ဘုရားသားဘုရားကကိုယ်သာနာ၍
ဒီလိုဟောလိုက်တယ်ဖေရတခါကြီးဘယ်လိုပုဂ္ဂိုလ်ကိုနာတယ်ဘယ်လိုပုဂ္ဂိုလ်စိတ်နာတယ်ဆိုတာကောသိမလားရှင်ဖေရအဲ့ဒါကတော့ရှင်ဖေရထံမှာစစ်နာမလို့လာတာပါဗျာကဲတရားဓမ္မပေါသူတော်ကောင်းတော့ရှင်သာရိပုတ္တရာကဗာတရားဆက်ဟောတယ်တရားကြီးတဲ့လောကမှာလူရည်လို့ဖြစ်လာရတဲ့ပုဂ္ဂိုလ်တိုင်းဟာကုသိုလ်တရားရှိတဲ့ပုဂ္ဂိုလ်ကုသိုလ်တရားမရှိတဲ့ပုဂ္ဂိုလ်လို့နှမျိုးကွဲလာခဲ့တယ်လူတော့လူပဲသို့တော်လည်းပဲကုသိုလ်ကောင်းမှုတရားတွေမရှိဘူးဒါနကုသိုလ်ကောင်းမှုလည်းအာရပါရမရှိသီလကုသိုလ်ကောင်းမှုကလည်းအာပါတရားမရှိသမထဘာဝနာဝိပဿနာဘာဝနာဆိုတဲ့ဘာဝနာတရားမရှိတဲ့ပုဂ္ဂိုလ်ဟာလောကမှာအများကြီးပဲတချို့တချို့ပုဂ္ဂိုလ်တွေဒါနလည်းရှိသီလလည်းရှိသမထဘာဝနာဝိပဿနာဘာဝနာတရားတွေပြည့်ဝတဲ့ပုဂ္ဂိုလ်ရှိတယ်။ဒါကကြီးလောကမှာပိကံစွန့်ကြဲထားတဲ့ဒါနကုသိုလ်ကောင်းမှုကလည်းမရှိဝိပဿနာတရားလည်းမရှိတဲ့ပုဂ္ဂိုလ်များတကယ်လို့နေမကောင်းများဖြစ်လာခဲ့လို့ရှိရင်ခန္ဓာကြီးကလည်းဟိုကဖောက်ဒီကဖောက်မထနိုင်မထိုင်နိုင်မသွားနိုင်မလာနိုင်အဲ့ဒါလို့ချိန်မှန်များစွာယောဂဝေဒနာကြီးဖြစ်လို့အိယာဘောထဲမှာဘုံဘုံလဲတဲ့အခါကာလမှာအမေကြီးပါအဖေပါဒဇာဇာငိုကြွေးပြီးတော့ညင်းညိုလျက်ရှိနေတယ်တခါကြီးအဲ့ဒါလို့ကုသိုလ်ကောင်းမှုတရားကိုလည်းအာယုံမယူနိုင်ဒါနကုသိုလ်ကောင်းမှုလည်းအာကိုရမရှိဝိပဿနာတရားဆိုတာအာကိုရမရှိဘဲနဲ့ဘဝတစ်ခုလုံးကိုတာရေးသမီးစီးပွားရေးနိုင်ငံရေးလူမှုရေးနဲ့ဘဝတစ်ခုမြုပ်နှံပြီးနေလာခဲ့တဲ့ပုဂ္ဂိုလ်အသက်အရွယ်ကြီးပြင်းပြီးတော့နောက်ဆုံးဘဝနေဝင်ခြင်းနီးလာတဲ့ခဏလေးမှာယောဂဖြစ်လာခဲ့တယ်။အဲ့ရပေါ်ထဲမှာဂရင်ညောင်ဆောင်ပေါ်မှာလဲလျောင်းပြီ။အဲ့ဒီခါမှာယောဂဝေနာဒဏ်ရာဒဏ်ချက်တို့ကြောင့်အလှလိခံရတဲ့အခါမှာအာယုံပြုစရာလည်းမရှိခန္ဓာကိုယ်တစ်ကိုယ်လုံးမှာလည်းယောဂဒဏ်ရာဒဏ်ချက်တို့ကြောင့်ဘယ်ဘက်ကိုလှိမ့်လိုက်ညာဘက်ကိုလှိမ့်လိုက်ဟိုကိုလှမ်းအောဒီကိုလှမ်းအောကောင်းကင်မှာအတန်လုံးအောပြီးတော့ခန္ဓာကလည်းပင်ပန်းလိုက်တာနာကျင်လိုက်တာမပြောပါနဲ့စိတ်ကလည်းပင်ပန်းလိုက်တာမပြောပါနဲ့တခါကြီးကုသိုလ်ကောင်းမှုတရားတွေမရှိကုသိုလ်တရားတွေမေ့လျော့ပြီးနေလာခဲ့တဲ့ပုဂ္ဂိုလ်တွေဟာနောက်ဆုံးဘဝနေဝင်ခြင်းရောက်လာလို့ရှိရင်ဘာလဲနာလဲဩခန္ဓာကိုယ်ကြီးကတော့တရားဓမ္မတွေအမြဲတမ်းတော့နာတာပေါ့မနာဘူးလားနာကြည်ကြိုက်ခဲလှစွာသောယောဂဝေဒနာရှိနေခြင်းကြောင့်ဘယ်တော့မှသက်သာရမပေးပါဘူးဒါပေမဲ့ကုသိုလ်ကလည်းထက်ချက်မှကွာမရှိခြင်းကြောင့်သူ့ဘဝဟာကဲကိုယ်လည်းစိတ်လည်းနာပြီးတော့ဒီစိတ်ကလေးတို့ဖြင့်မကောင်းသောဒေါသတွေကိုလာပြီးတော့သာသမီတွေကလာပြီးတော့မဆောင်ချောက်ငါတလောက်နေမကောင်းဖြစ်တာတော့လာပြီးတည်င်းမှမမေးကြဘူးလာပြီးတော့နှိမ့်နဲ့ပြုစုဖို့မလုပ်ပေးနိုင်ကြဘူးလို့ဒေါသတွေမဖြစ်လာဘူးလားငါပစ္စည်းတွေကြတော့သူတို့ယူတော့မယ်တဲ့ဟောကိုကဗဇက်ကသိမပြောနိုင်တော့ဘူးစိတ်ကပေါ်နေတယ်ဗဇက်ကပြောနိုင်တဲ့အင်အားမရှိတော့ဘူးဗဇက်ကဝါရောတက်သုံးလို့မရတော့ဘူးစိတ်ကအတန်ကြားနေတဲ့ခန်းထဲကပစ္စည်းတွေဝေတန်ကြားနေတဲ့အမွေတွေခွဲဝေဖို့စကလုံးတွေပြောကုန်နေကြပြီဒါပေမဲ့ကုသိုလ်မရှိခဲ့တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာထဲမှာတရားဓမ္မတွေကုသိုလ်စိတ်ရောက်မှလားအကုသိုလ်စိတ်လားဘာအာယုံဖြစ်လာမလဲဒေါသမကျေနပ်တဲ့စိတ်ငါကျမ်းမာစဉ်တုန်းကငါ့ကိုတော့မဆောင်ချောက်ဘူးငါနေမကောင်းဖြစ်တော့ဒီကနေ့မှငါပစ္စည်းတွေလာယူကြဖို့လုပ်နေပါပေါ့လမ်းလို့မပေးဘူးဒေါသဟုတ်တယ်နော်ဒေါသစန္ဒစရိတာနေရိယဥပပစ္စတိတဲ့ဘုရားကဒေါသနဲ့သိရင်ပဲရောက်ရသောတေနကာမေနကာယတပေတံပရမရဏံဒုက္ခတိဝိနိပါဒံဥပပစ္စတိမကောင်းသောစိတ်ဆိုးစိတ်မိုက်ကဘယ်ကိုပို့လိုက်တယ်ငရဲကိုပို့လိုက်ပါတယ်ကဲဘိန်းတို့တရားဓမ္မတွေကောင်းသောလာခြင်းလားမကောင်းသောလာခြင်းလားအလားကောင်းပြီညာအပြန်နှောင်းသွားပါလေဟုတ်တယ်လား
အလားချမ်းမြေ့ပြီများတော့လေအပြန်မှာမချမ်းမြေ့နိုင်တော့ပါပဲနဲ့မကောင်းသောအာယုနမိတ်ဆိုးကြောင့်ဒုက္ခတိလားဒုက္ခတိလားသူ့ဘဝဟာကိုယ်လည်းနာပြီးစိတ်လည်းနာခဲ့ပါတယ်တခါကြီးတချို့ပုဂ္ဂိုလ်တွေကြပြန်တော့ကိုယ်တို့ကောင်းမှုတွေတည်တတ်တဲ့အရွယ်ကစားပြီးတော့မိဘအများရဲ့အမွေနဲ့ကိုယူနိုင်ကြတယ်မိဘအများရဲ့သာသနာအမွေကိုလည်းယူတတ်ကြတယ်လောကီအမွေတွေယူတတ်ကြတယ်အဲ့ဒီအမွေလေးတွေကိုကုသိုလ်ကောင်းမှုဒါနအစသီလအလဲဘာဝနာဆုံးစတဲ့ကုသိုလ်ကောင်းမှုတရားတို့ကိုငယ်ရွယ်စဉ်တုန်းကပဲကြိုးစားပြီးလာလို့အတိလေးတွေရကြထူးခြားတဲ့အတိတို့ဉာဏ်တို့လေးတွေရပြီးတော့အသက်ကြီးလာလေတရားအတိကတိုးလာလေပေါ့ငယ်ကရလာတဲ့လေတရားအတိညောင်းကတဲ့ပုဂ္ဂိုလ်ကြီးမှထုတ်တဲ့မမေ့တယ်နော်အရှင်သာဒါကျမ်းမာတဲ့အခါကပဒနာတို့ကောင်းဝါတဲ့ပုဂ္ဂိုလ်နောက်ဆုံးဘောင်းတင်ရဟာကြီးတရားခဲတဲ့ရတာဒါပဲမှပြရလို့စုနားလေတို့ကျိုးတူထားကိုရခဲဩအဲ့ဒါစစ်နေအမြဲဒုက္ခပေါင်းများပြည့်နေပါ၏ငါအလုံးမဲ့နာလေးစိတ်ချောလိုက်အာကိုတဲ့နာဒီနှခမ်းနေတဲ့သဘောကိုတွေ့တကားဒီနာကိုတွေ့မမင်းဒါလို့မပြည့်စက်ကစက်ပြချင်းတော့မတွေ့ခဏပြတာဖမ်းလှမ်းတော့ပါလို့များပေါ့ကြည့်လိုက်ကိုနာကဘာဖြစ်ကျိုးပြီးတော့တရားအထာဖြစ်ပေါ်လာတော့တေမန်တွေကိုရှင်းပါလားနှလားနဲ့လားဟောခန္ဓာကြီးအပြည့်လာလဲပြီးဆုံးတန်ဒီမှာကျိုးတစ်လေးစုထားတဲ့ပုရိမင်းရင်ဆိုင်ကဲတုံးလာဟောတိမင်းကတကူလုံးမှာတာဝန်တို့ကြလေဟောစကင်ကြီးကလေးဖြစ်တိလေးကိုနှလုံးလုံးမလို့ဒီပုဂ္ဂိုလ်တို့သိမယ်ဘယ်လိုစားရမလဲဟောဘယ်လိုသိနိုင်အောင်ဘောသိတိုင်းတရားထဲမှာသိချင်းသိနိုင်တာတရားအစွမ်းအနမ်းချင်းချောင်းဘယ်ကိုပို့လိုက်တဲ့အိပ်ပါဘဝမသေးဘူးဒီစက်ပတ္တိနဲ့နိတာပါဖြစ်ဟောပြပြီးတော့ဒီကဘယ်သိနော်ပုဂ္ဂိုလ်တို့လို့အာယုံလာပြီးဉာဏ်ဓမ္မရုပ်တဲ့သူသဘောလို့လားအဲ့တော့ကြည့်မယ်တေဘဝတလှဖို့မှန်လို့ကြည့်နော်သူ့ဘာကိုကြည့်နေရကိုနေတိုင်းတွေးပါနားလဲပြီနော်တရားမှန်ကပြပေးမယ်ပါလာတသံဓမ္မများသူတဲ့တရားကဏကြည့်ကဲအမှန်တရားကတရားတို့သစ္စာမိုးပေါ်ကအမှုတရားစွန့်ပါလာနေပြီးတော့ကာယတတရိယတမ်းမှန်ပြီးတော့မနောသင်္ကာရမလာဘူးလားသင်္ခါရ၃မျိုးပေါ့သင်္ခါရတရားတွေအဲ့ဒါလေးအာယုန်လေးပြုပြီးတော့ဤကုသိုလ်စေတနာတို့ကြောင့်တတိတော်တို့သာသနာတွင်မှလူဖြစ်ရပါလို့ဤဟောလူဖြစ်ရပါလို့ဤမတောင်းခဲ့ဘူးလားသာသနာတော်တွင်နဲ့တွေ့ရပါလို့ဤမတောင်းဘူးလားသာသနာတွင်နဲ့တွေ့တဲ့အခါသစ္စာတရားတွေဟောပေါ်ညွန်ပြသောသူတော်ကောင်းကြီးများနဲ့တွေ့ရပါလို့ဤမတောင်းဘူးလားဒီသူတော်ကောင်းကြီးများနဲ့တွေ့တဲ့အခါမှာသူတို့ဟောပေါ်ညွန်ပြတရားဓမ္မကိုနာကမှတ်သား၍ကြည်ကြံပွားများအားထုတ်ကမဖို့နိဗ္ဗာန်ရရပါလို့ဤမတောင်းလာဘူးလားနောက်ဆုံးတစ်ချက်တော့ကြံသေးတယ်နော်ဒီတရားကိုကြည်ကြံပွားများအားထုတ်၍မဖို့နိဗ္ဗာန်မျက်မှောက်ပြုရပါလို့ဤလူလည်းဖြစ်ပြီသာသနာတော်ထဲမှာလည်းတွေ့ပြီဆရာကောင်းသမားကောင်းနဲ့လည်းဆုံရပြီးပြီဘာလိုအပ်တယ်ကျင့်သုံး၍မျက်မှောက်ပြုဖို့ရည်ကြီးတယ်နော်ဒါဆိုရင်ဘုန်းကြီးတို့တရားဓမ္မများရဲ့သာနာထဲမှာဒီကြင်ကြံပွားများအားထုတ်တတ်သောစွမ်းအားလေးမတိတိမိမိဖြစ်သွားပြီလို့ဆိုရင်ဘဝအတွက်ကိုယ်လည်းမနာတော့စိတ်လည်းတကယ်လို့ရည်ရွယ်ချက်လမ်းမပေါ်သို့မရောက်သေးဘူးလို့ဆိုရင်တော့ကိုယ်သာနာ၍စိတ်နဲ့နာလိမ့်မယ်နားလည်ပြီနော်ဝိပဿနာဉာဏ်တို့ဉာဏ်မြတ်ကိန်းထားတဲ့ပုဂ္ဂိုလ်များသည်ကိုယ်နာ၍ဝိပဿနာဉာဏ်မကိန်းသေးဘူးဆိုရင်ဒါဆိုရင်ဘုန်းကြီးတို့တရားဓမ္မတွေအာကိုရာရှိဖို့လိုအပ်ပြီနားလဲတယ်နော်နကုလမာတာနကုလပိတာသူကြွယ်ကြီးကိုရှင်သာရိပုတ္တရာကဟောရင်နဲ့စက်သိမ်းထလာတယ်တဲ့အိုးမှန်လိုက်တဲ့တရားတွေ
ရှင်ဘုရားတာရိပုတ္တရာတပည့်တော်ဟာရှင်ဘုရားဟောတဲ့တရားတွေနာရတပည့်တော်ဘဝမှာကုသိုလ်ကောင်းမှုတရားတွေရှိတယ်ဗျာဒါနနဲ့ပတ်သက်ပြီးကုသိုလ်ကောင်းမှုတွေရှိတယ်၅ပါးပြည့်စလိခါဝပစိုးကဲ့သို့တပည့်တော်မြဲမြံနေတယ်အရှင်ဘုရားများဟောတဲ့တရားလေးတွေကိုတပည့်တော်အခုနားထောင်တတ်လို့ထူးခြားလာစွာသောအသိစွမ်းအားလေးတွေတပည့်တော်နှလုံးသားထဲမှာခံစားခွင့်ရပါပြီတပည့်တော်ဘဝမှာတည်ပြောခဲ့ပါတယ်ဗျာလို့မလျှောက်ထားဘူးလားကဲနကုလပိတာရဲ့စိတ်စဉ်မှာဘာလေးရသွားရှာတရားအသိဘာသိတော့တရားအသိလေးတွေရသွားပြီခန္ဓာကိုယ်ဘာနဲ့ကြည့်လို့ဟောလိုက်တာကဘသူကဟောတာဟောလိုက်တဲ့အတန်တအပေါ်မှာဘာလေးကတ်လိုက်တယ်ခန္ဓာကိုယ်ယုံနာဓမ္မသင်္ခါရတရားတို့အပေါ်မှာထိုးထိုးထွင်းထွင်းက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 ွင်းသဘောလက္ခဏာလေးတွေကိုမြင်နေတဲ့ပုဂ္ဂိုလ်ဒီတခါကြီးကိုနာ၍ဟာအဲ့ဒါလို့ပြောလို့ခန္ဓာကိုယ်ယုံနာဓမ္မသင်္ခါရတရားတို့ချုပ်ပြောပစ္စည်းမှုသဘောလက္ခဏာကိုလို့အရှင်မြတ်ကဟောနေတယ်တခါကြီးကနောက်ကမှီပြီးတော့လိုက်ကြည့်နေတယ်တရားကဒီလိုနော်အရှင်မြတ်ကြီးကရှေ့ကခန္ဓာယုံနာဓမ္မသင်္ခါရတရားတို့ဒီချုပ်ပြောပစ္စည်းနေတယ်လို့တလုံးဟောသွားတာလေးကိုနကုလပိတာကြီးကနောက်ကညံလေးနဲ့မှီလို့လိုက်ကြည့်နေတယ်တခါကြီးအဲ့ဒီယုံနာဓမ္မသင်္ခါရတရားတို့ချုပ်ငြိမ်းယုတ်သိမ်းတာနိဗ္ဗာန်လေအဲ့ဒီမဖို့နိဗ္ဗာန်ကင်းရင်တခါကြီးကိုလည်းစိတ်လည်းကိုယ်သာနာ၍စိတ်မနာတော့ဘူးတခါကြီးပြောတော့ဖြတ်ဆိုရင်သူ့ရဲ့နှလုံးအိမ်ထဲမှာဘာအတိကင်းတယ်ညာလိုက်ကြတာနော်ဘုရားရှင်လက်ထက်ကတော့တရားလေးနာယုံနဲ့ဘာဖြစ်ကြအရိယာတွေဖြစ်ကုန်ကြတဲ့ပုဂ္ဂိုလ်တော်တော်များတယ်နော်တို့လက်ထက်ကြတော့ဘုန်းကြီးတွေကလေကြောင်းကလဲပတောင်ထအောင်ဟောဒီလိုနည်းနည်းတာလေးလောက်ပေါ့နော်နည်းနည်းတော့မထူးခြားဘူးလားထူးခြားတာပေါ့ကဲအားလုံးကိုဆုံလိုက်တဲ့အခါမှာတရားဓမ္မဘောသူတော်ကောင်းတို့ဥပမာပြောပြတာနော်နကုလပိတာဆိုတဲ့တရားကြီးကိုဥပမာဆောင်ပြီးတော့ပြောပြတာဥပမေယကဟောဒီတရားနာပိဋကများကိုဟောနေတာပါတချိန်လုံးကရှင်သာရိပုတ္တရာသည်ဗာရဏသီမြို့အနီးမှာဟောခဲ့တယ်တန်တုမာရဂီရိမှာဟောခဲ့တယ်ဒီနေ့မန္တလေးမြို့မှာဘုန်းကြီးဟောပေးနေတယ်ဘုန်းကြီးကရှင်သာရိပုတ္တရာနေရာမှာယူပြီးတော့ဟောနေတယ်တရားဓမ္မများကနကုလပိတာနေရာမှာယူပြီးတော့တရားနာနေတယ်နားလည်ပြီနော်ကဲအားလုံးညာနဲ့ခြုံလိုက်တဲ့အခါမှာတို့ခန္ဓာအစဉ်တို့သည်စက္ကန့်တိုင်းဘာဖြစ်နေတယ်ဖောက်ပြန်ပြောင်းလဲနေတယ်အဲ့ဒီဖောက်ပြန်ပြောင်းလဲတဲ့သဘောတက်ကလေးတို့သည်စက္ကန့်တိုင်းဖြစ်ပြီးဖြစ်ပြနေတဲ့ကအဲ့ဒီဖြစ်ပြတည်ရပ်သွားပြီချုပ်ငိမ့်သွားပြီမှတ်စေရောအာယုံရောဖြတ်ခနဲ့ဆိုရပ်သွားပြီဆိုရင်အဲ့ဒါဟာမဖြစ်မပြတ်တဲ့និရောဓသစ္စာဒုက္ခသစ္စာနဲ့និရောဓသစ္စာကအလွန်နီးပါပဲဟုတ်လားမနီးဘူးလားအကျိုးချင်းတူတယ်သို့တော့ခန္ဓာကဒုက္ခသစ္စာဆိုတော့ဆင်းရဲခြင်းအမှန်တရားនិရောဓသစ္စာကချမ်းသာခြင်းအမှန်တရားရှင်းတယ်နော်ဒီဆင်းရဲခြင်းဒုက္ခပေါက်မြောင်များစွာတို့ကိုမြင်လို့မုန်းလို့ဆုံးရင်ဘယ်သူဖြစ်မလဲချမ်းသာခြင်းဒီရောဓနယ်ပယ်ကိုမျက်မှောက်ပြီးသို့သောဒုက္ခသစ္စာနဲ့និရောဓသစ္စာကြားထဲမှာဘာသစ္စာတော့တွဲပေးနေရမယ်ရှင်းတယ်နော်အေးမေဃသစ္စာစွမ်းတို့ဖြင့်ချိန်မှန်များစွာတွေ့ထိထားမနေမယ်လှမ်းလို့တွေ့ထိနေမယ်ဆိုရင်တွေ့ထိပါများလာတဲ့စိတ်အစဉ်တက်ကလေးတို့ဒီဘာဖြစ်လာလဲဘာဖြစ်လာလဲငြိမ်းအေးလာတယ်နော်တိမ်မွေ့နဲ့သောသဘောလေးတွေကိုထိုးပေါက်ပြီးမြင်လာတယ်အလွန်တိမ်မွေ့နူးညံ့လှစွာသောရုပ်ဓာတ်တို့ချုပ်ပြောင်းမှုနံဓာတ်တို့ချုပ်ငြိမ်းမှုသဘောလေးတွေကိုထိုးထွင်းခွင်းကနေကွက်ကနေမြင်လာတယ်
Eddie Amima Swali mean Pasuyin the Shekali Beno Eddie the Shekali did one mago for you the Garamaya Pimankan Juzani Yarava Mapito they look not the Kara Uriya Polite Tamadi Polite Tamadi Lon like Uriya low like Endo Uriya and Tamadiga Mamia Tarana Dinaga Mamia Endelo Litana Mamiada Jinjao Nyamakilida Uriya and Tamadiga Nimia Tarana Dina Nimia Tadilina Tincho Lavisui Ke Pungabaha Ninya Bido Chila Visui Polite about Tangani Polite Ke Hachit Babi Ariya Pawaya Wabi, no? Eddie Ariya Waya Poco, Madamadu, Ke, Kodana Yui Tajamalo Yakutia Wego, Sinwe Jacono, the Garama Miaya, Nalondama Leve, Kodana Yui Saimana Chavane, Shishitura Zindodi. They out go, they out, me beat up, Kodana Yui, Saimana, the Swalego, Popi, the Poimiaga Leve, or the Garama Miaya, Sissin Emma. Ho, Dana Sabila le Pavana so sato, Kudu Swali, Piwa, Tene Javasi, Kudu Swali, Piwa Jacole, Shiria, Tura Gomia, Samia, Cheto, Doka Kati, Chow Name, Amada Tuka Nebana Dako, Lemiando, Dinyando, Bin Kongwa, Madwe, Sayong and Javasi on the D. Kudu Swali go Jinwe Babido, the local Longo Horinia Liga, Yeta Loncho Yame, Ateya Ma Yadarawa Shanda Go Say Javasi and King Hidwishin Leng Chanda Javasi. Ao ayama Yadarawa Chanda Go Say Javasi Andarakin Hidwishin Leng Chanda Javasi Ananda Sejavala Yadarawa Chanda Go Say Javasi Andarakin Hidwishin Leng Chanda Javasi Teyawo Dayana Yadarawa Chanda Go Say Javasi Andarakin Hidwishin Leng Chanda Javasi Tomyeda Swan Kavalwan Nyinjan Javasi Tomyeda Swan Kavalwan Nyinjan Javasi Ido Yuya Nyabong Nyacha Amada Kima Kinevango Ekang Thâu Sao Yao Si Do Yeni Yaku Ado Damya Nyavagago Hivasaya Nyodavane Uma Sao Che O Sao Naga Ayin Sa Shidamya Lo Zong Bong Dong Zed Pye Damya Shi Damya Viniyado Yaja Vase Pinga Vedi Nyadwe Dadu Hode Do Amya Udong Mujava Gono Adu Amya Udong Mujava Gono
သာသာလူအမေယအမေယအမေယပြုတော်မူကြပါကုန်လောသာသာသာလူကဲအလုံးကိုယ်ကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းကိုဒိဋ္ဌဓမ္မခံစားကြကုန်လည်းရဲ့မိမိတို့လိုလားတောင်းတပန်းစီရမြတ်လို့အပ်သောဒုက္ခခတ်သိချုပ်ငြိမ်းရာဖြစ်သောမေဖို့နိဗ္ဗာန်ကိုဤဘဝဤခန္ဓာဤသာသနာတွင်မှာပင်လျင်လျင်မြန်သောသိဉာဏ်တို့ဖြင့်ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေ